တဘာဝလုံးဖြစ်ရစမ်းတွေနဲ့6ချာထိုင်လန့်စီယာဇလံကောင်းတွေကိုစူးစီးတင်ဆက်ပေးနေတဲ့ဇော်ကြီး Audio Book Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဇော်ကြီးပါဒီနေ့တင်ဆက်ပေးမယ့်ဇလံလေးကတော့ဂမ်ဘီရပေတူနှင့်ပကံမထူးဆန်းသောအိုကူညောင်ကုန်းရွာမှထွက်ခွာလာခဲ့သောပေတူသည်ညောင်ဦးလေးစိတ်တို့ရောက်ရှိချိန်တွင်နေမင်းကအနောက်ဘက်သို့ရိုင်စပြုနေပြီဖြစ်သည်ပကံမြေ၏အပူရှိန်ကတခြားဒေသများနှင့်မတူဘဲတမျိုးထူခြားသည်မြေနီလိုင်းများဖုံမုံများနှင့်ရှေးဟောင်းဖျားပုထိုးများကြားတွင်ဝိညာဉ်ရေးရောက်အငွေအသက်များကလေထူးထဲတွင်ပျော်ဝင်နေသောကဲ့သို့မင်းပေတူသည်ကားဂိတ်တွင်သူတို့ကိုလာကြိုသည့်သူငယ်ချင်းကျော်စွာကိုတွေ့လိုက်သည်ကျော်စွာသည်ရှေးဟောင်းသူတေသနာဌာနတွင်အလုံးလုံးနေသူဖြစ်ပြီးမျက်နာတွင်စူးရင်စိတ်များဖုံးလွှမ်းနေသည်ပေတူမင်းရောက်လာတာတော်သေးတာပေါ့ကွာငါတို့ရှာဖွေတွေ့ရှိမှုတစ်ခုကအခုတော့ငရဲတငါပွင့်သွားသလိုဖြစ်နေပြီကျော်စွာကကမောင်းရင်အစချီလိုက်သည်ဘလို့ဖြစ်တာလဲကျော်စွာဖုံးထဲမှာပြောတော့အုတ်ကူတစ်ခုပွင့်လာတယ်ဆိုဟုတ်တယ်မင်းလာကန်တာကကုန်းမြင့်တစ်ခုမှမြေပြိုရင်းနဲ့ဖုံးကွယ်နေတဲ့အုတ်ကူဟောင်းတစ်ခုပေါ်လာတာအဲ့ဒီအုတ်ကူကပကံခေဥပန်းကလို့ယူဆရပေမဲ့ထူးဆန်းတာကအုတ်ကူတစ်ခေါင်းမှာအနော်ရထားမင်းစောခေကအင်းကွက်တွေနဲ့ပိတ်ထားတာပဲငါတို့အဖွဲကတမိုင်းတန်ဖို့အရာဖွင့်ကြည့်မိလိုက်တာအဲ့ဒီနောက်ပိုင်းကစပြီးကျော်စားကစကားကိုရက်လိုက်ပြီးတန်တွေးတစ်ချက်မျိုးချလိုက်သည်အဲ့ဒီနောက်ပိုင်းဘာဖြစ်လဲပေတူကစိတ်ဝင်တစားမေးလိုက်သည်အုတ်ကူဖွင့်တဲ့ညမှာပဲငါတို့အဖွဲ့ကလူ9ယောက်တွေးအန်ပြီးလဲကျသွားတယ်အခုဆေးရုံမှာအသေးထန်ပဲဒါတင်မကဘူးညဆိုရင်အဲ့ဒီအုတ်ကူတဲကနေစစ်ချီတန်ဒီစင်းဟီတန်နေနဲ့အတူငါ့ကိုလွှတ်ပေးချဆိုတဲ့အော်ဟစ်တန်ကြီးတွေကြားနေရတယ်ပေတူကပေတူသည်ဆေးပေါလေးကိုဖွာလိုက်ရင်ခေါင်းညစ်လိုက်သည်ဤချင်းဤသည်သာမန်ဝิญဉ်ဖူးခြင်းမျိုးမဟုတ်ပဲရှေးဟောင်းအစီရင်တစ်ခုခုပြပြားသွားခြင်းဖြစ်နိုင်ကြောင်းသူရိပ်မိလိုက်သည်မောင်ဤပြောစားအချိန်တွင်ပေတူနှင့်ကျော်စွာတို့သည်အုတ်ကူတီရှိရာနေရာသို့ရောက်ရှိလာကြသည်ထိုနေရာသည်လူသူကင်းဝေးပြီး6ကပ်နေသည်အုတ်ကူဤဝင်းပေါက်တွင်ရှေးဟောင်းအုတ်ချက်များပြိုကျနေပြီးအတွင်းဘက်မှအေးဆက်ဆက်အငွေအသက်များထွက်ပေါ်နေသည်ပေတူသည်လွဲအိတ်ထဲမှဓာတ်မီးကိုထုတ်ပြီးအုတ်ကူနံရံရှိစားတိုင်းများကိုကြည့်လိုက်သည်ဒါကပကံခေတ်သုံးပြူစာယူရောရှေးဟောင်းမြင်းဝါစာယူရောနေတာပဲဤနေရာသည်သစ္စာဖောက်တို့ဤအချုပ်အနှောင်ဖြစ်သည်တဲ့ပေတူးကရှေ့သို့ဆက်တိုးရန်ပြင်လိုက်စင်ပါပင်အုတ်ကူအတွင်းမှာထစ်ချုံးတန်ကြီးတစ်ခုထွက်ပေါ်လာသည်ဝုံဘသူလဲငါရဲ့အိတ်ဆက်ချင်းကိုနှောက်ရှစ်တာဘသူလဲအတန်ကြီးကဟင်းထွက်လာပြီးလေးထုတစ်ခုလုံးတုံခါသွားသည်ကြောစွာသည်ကြောင်းလန်တကြားဖြင့်နောက်သို့ဆုတ်သွားတော့လေပေတူကတော့ခြေစုံရက်ကခါးကြားမှာဓားမြောင်ကိုတင်းဆုတ်ထားလိုက်သည်ကျွန်တော်ကဂမ်ဘီယာပေတူပါခင်ဗျားကပဲသူလဲဘာလို့ဒီမှာအချင်းကြောနေလာလဲပေတူကတီးငိမ်စွာမေးလိုက်သည်အုတ်ကူအတွင်းမှာမိခိုးငွေကဲ့သို့သောရိပ်မဲကြီးတစ်ခုလွင့်ထွက်လာသည်ထိုရိပ်သည်တဖြည်းဖြည်းနှင့်လူသဏ္ဍာန်ပြောင်းလဲသွားသည်ဝစ်စားစင်ရင်ပုံမှာရှေးခေတ်စစ်သူကြီးတဦးကဲ့သို့ဖြစ်တော်လဲမျက်နာမှာမူအသားအရည်မရှိပဲအယိုးဆူးတစ်ဖက်6ကန်နေသည်ငါကအင်းဝါမင်းဆက်ရဲ့တစ္ဆာဖောက်လို့ဆွဆွဲခံရတဲ့စစ်သူကြီးရာစာပဲငါကိုဒီမှာအရှင်လက်လက်မြုံနှံခဲ့ကြတာငါရဲ့နာကြီးချက်တွေကဒီအုတ်ကူထဲမှာနှစ်ပေါင်းများစွာစုပြုံနေခဲ့တာစစ်သူကြီးဝိညာဉ်ကလက်ကိုဝှေ့ရမ်းလိုက်ရာပေတူးစီတို့ပြင်းထန်သောလေဘူးကြီးတစ်ခုတိုးဝင်လာသည်ပေတူးကလီမြန်စွာဖြင့်ကာကွယ်ရေးကာထားကိုရွတ်ဆိုလိုက်သဖြင့်လေဘူးကြီးသည်ပေတူး၏ရှေ့တွင်ကန့်လန့်ကာတစ်ခုဖြင့်တားဆီးထားတဲ့ကဲ့သို့ပျောက်ကွယ်သွားသည်စစ်သူကြီးခင်ဗျားရဲ့နာကြီးချက်ကိုကျွန်တော်နားလည်ပါတယ်ဒါပေမဲ့အပိမရှိတဲ့လူတွေကိုဒုက္ခပေးနေတာကတော့လမ်းမားပဲပေတူးကပြောရင်လွယ်အိတ်ထဲမှာနဝါလောဟာအချီတိုင်ကိုထုတ်လိုက်သည်မင်းလိုလွန်ငယ်လေးကငါ့ကိုဆုံးမချင်တာလားတေးပြီတော့စစ်သူကြီးဝဉ္ဉင်သည်လေထဲသို့ပြန်တက်သွားပြီးပေတူးကိုဓာမဲ့လက်ဖြင့်ရိုက်ပုတ်ရန်ကြိုးစားသည်ပေတူးကအစီရင်ကျိုးကိုမြေကြီးပေါ်တွင်အမြန်ချလိုက်ပြီးပတ်လဲတွင်အင်းကွက်များချလိုက်သည်အုံတရားမင်းဤစကြာငကားမင်းဤအဆွဲအောင်စည်းတည်းပေတူးကကာထာကိုအကျယ်ကြီးရွတ်ဆိုလိုက်ရာအစီရင်ကျိုးမှရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီးစစ်သူကြီးဝိညာဉ်ကိုရစ်ပတ်နိုင်သည်စစ်သူကြီးသည်နာကျင်စွာအော်ဟစ်ပြီးရုန်းကန်နေတော်လဲအလင်းတန်းများကပ
ပိုမိုတင်းကျပ်လာသည် ပေတူမင်းဒါကိုလုံနိုင်မေ့ထင်သလားဒီအုတ်ကူအောက်မှာငါရဲ့စစ်တီတော်ပေါင်1000ရဲ့ဝိညာဉ်တွေရှိသေးတယ် စစ်သူကြီးစကားဆုံးသည်နဲ့မြေကြီးထဲမှလက်ရိုးဆူများထွက်ပေါ်လာပြီးပေတူ၏ခြေထောက်များကိုဖမ်းဆွဲတော်သည်ပေတူသည်ဘေးကျနှံချက်ဖြစ်သွားသည်သူသည်ဓားမြောင်ကိုမြေကြီးထဲသို့စိုက်လိုက်ပြီးမြေလန်းကားထားကိုအတုံပြုလိုက်သည် ဖုံမြေကြီးကတုံခါသွားပြီးလက်ရိုးစုများအားလုံးအမုံဖြစ်သွားသည်သို့သောပေတူ၏အိမ်အားကလည်းတဖြည်းဖြည်းကုန်ခန်းလာသည်သူတီးလိုက်ပြီးဤဝိညာဉ်ကိုနှိမ်နှင်းရန်မှာခွန်အားနှင့်မရမေတ္တာနှင့်တရားဖြင့်သာရမည် စစ်သူကြီးခမရဘာလို့တစ္ဆာဖောက်လို့အသက်ခံရတာလဲကျွန်တော်သိချင်တယ်ပေတူကအသက်ကိုလှုပ်ရွှေရင်မေးလိုက်သည်စစ်သူကြီးဝิญဉ်သည်ခဏမျှတိတ်ဆိတ်သွားသည်သူ၏မျက်လုံးသွင်းမှအနီရောင်အလင်းများကမိန်ဖျော့သွားသည် ငါကမင်းကြီးကိုကတ်တင်ဖို့ကျွန်းစားခဲ့တာဒါပေမဲ့နန်းတွင်ထောက်တဲ့အမတ်ရုပ်တွေကငါ့ကိုလှုပ်ချန်ပြီးသစ္စာဖောက်အဖြစ်နားမဲ့ဖြစ်သေးကြတာငါရဲ့မိသားစုတွေကိုလည်းသူတို့တပ်ပစ်ခဲ့ကြတယ်စစ်သူကြီးအတွန်းတွင်ဝမ်းနည်းမှုနဲ့နာကျင်မှုများရောတွန်းနေသည်ပေတူသည်သူ့၏လွယ်အိတ်ထဲမှသစ္စာရေဘူးကိုထုတ်လိုက်သည်စစ်သူကြီးဒီရေကိုတောက်လိုက်ပါဒါကမြတ်စွာဘုရားရဲ့တရားတော်တွေနဲ့အနှင်းထားတဲ့ရေပဲခမည်းရဲ့နာကျင်ချက်တွေကိုဒီရေနဲ့ဆေးကြောပစ်လိုက်ပါ ပေတူကသစ္စာရေကိုလေထဲသို့ပတ်လိုက်သည်ရေဆက်များကစစ်သူကြီးဝိညာဉ်ပေါ်သို့ကြာရောက်သွားသောအခါမိโกများပျောက်ကွယ်သွားပြီးစစ်သူကြီးရုပ်တွေမှာကြည်လင်သောလူသားတစ်ယောက်အဖြစ်ပြောင်းလဲသွားသည် ငါရဲ့စိတ်ဒီအိတ်ချမ်းသွားသည်ကျေးဇူးတင်ပါတယ်လူငယ်လေး စစ်သူကြီး၏ဝိညာဉ်သည်ကောင်းကင်သို့တဖြည်းဖြည်းလွင့်တက်သွားသည်ပျောက်ကွယ်သွားတော့သည်အုတ်ကူအတွင်းမှထွက်ပေါ်နေသောခြောက်ခြားဖွယ်အသားများလည်းတိတ်ဆိတ်သွားသည် မနက်လင်းသောအခါကျော်စွာ၏တငယ်ချင်းများဆေးရုံမှတတိပြန်ရလာကြောင်းသတင်းကောင်းကြားရသည်ပေတူးသည်အုတ်ကူဝင်းပေါက်တွင်မတက်ရရင်းပကန်း၏ထာယာလာသောနေထွက်ခြင်းကိုကြည်နေမိသည်ပေတူးမင်းကတော့တကယ့်ကိုကဲတင်ရှင်မဲ့ကွာကျော်စာကကျေးဇူးတင်စကားဆိုသည် ကဲတင်ရှင်မဟုတ်ပါဘူးကြောစွာရငါကလမ်းလွဲနေတဲ့ဝိညာဉ်တွေကိုလမ်းမှန်ပြပေးရုံပါပဲ ပေတူးသည်သူ၏ဆဲပုတ်လိတ်ကိုမြည်ညှိလိုက်သည်လွဲကိုပြန်လွယ်လိုက်သည်သူ၏ခီးကအေးတွင်မဆုံသည်မြန်မာပြည်အနှံ့တွင်မဖြေရှင်ရသေးသောဂမ်ဘီရာပီတီလီများစွာရှိနေသေးသည်ကိုသူကောင်းကောင်းသိနေပါသည် ကဲကျော်စွာငါတော့နောက်ထပ်စွန်စားကန်တစ်ခုစီတွားရအောင်မယ်ဒီတစ်ခါတော့မောင်နှမကျွန်းဘက်ကဖိတ်ခေါ်တန်ကိုကြားနေရတယ် ပေတူးသည်ပြုံးလိုက်ရင်မြေနီလန်းအတိုင်းရှောက်လန်းသွားတော့သည်သူ၏နောက်ကျောတွင်ပကံဖျားများကတမိုင်းသက်သေအဖြစ်ငိမ့်သက်စွာကြံရစ်ခင်ရတော့သည်